ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်ရှင်အောင်လွှမ်းမပါစေ2026ခုနှစ်ဇန်နဝါရီလ15ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးတော့ရင်ရဝေးမှာရှိတဲ့အဆက်တွေကောင်းတဲ့ချိတ်ဆက်ကောင်းတဲ့များစွာဒီနေ့အတွက်ရရှိတတ်တယ်နော်အလုံးနေရာထိုင်ခင်းနေလဲဒီနေ့မှာအထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့လဲတတိထားနော်လက်မှာထိမိခိုက်မိတတ်တဲ့ထိကိုက်တန်ရရတတ်တဲ့အခြေအေးမှာလဲစိတ်အလိုမကြတဲ့ဒီနေ့အတွက်ညားနေတတ်တယ်နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့လေကြုံရတဲ့ငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်ပြီးသွားရင်ဒီနေ့မှာစကားတွေအခြေအတင်တွေပြောဆိုရတာမျိုးတွေအငင်းအကုန်ပြောဆိုရတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာဒီညိုရောင်နဲ့အညိုရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာရွှေသမင်းကလူပေးရမှာဖြစ်ပါတယ်ရှင်